ဒါကကျွန်တော်ရဲ့ကြောင်းပြောင်းလာတဲ့ပထမဆုံးနေ့ပေါ့ဒါပေမဲ့ကျွန်တော်ဒီကိုရောက်နေတာကစာတင်ဖို့မဟုတ်ဘူးကျွန်တော်ရဲ့တကယ်အထောက်အထားကိုဖုံးကွယ်ထားဖို့ပါကျွန်တော်ဟာမြောက်ကိုရီးယားရဲ့ထိတ်တန်းသူမျိုးတစ်ယောက်ဖြစ်ပါတယ်ပေးထားတဲ့တောင်းဝန်ကိုအမြန်ဆုံးအဆုံးသတ်နိုင်ဖို့အတွက်ကြောင်းသားတစ်ယောက်အဖြစ်အတွင်ယူထားတာပါကျွန်တော်စင်ပေါ်တက်ပြီးကိုမိတ်ဆက်တဲ့အခါအားလုံးကကျွန်တော်ကိုဝိုင်းရကြတယ်ထိတ်တန်းသူမျိုးတစ်ယောက်အနေနဲ့ကြောင်းစင်းပြီးရင်ကလေးတွေနဲ့အငင်းပွားနေဖို့ကျွန်တော်စိတ်မဝင်စားပါဘူးကျောင်းထဲမှာရှိတတ်တယ်လို့ပဲလူမိုက်ကကျောင်းသားတွေကိုလာပြီးပြဿနာရှာတော့တာပါပဲသူကကျွန်တော်ရဲ့ဘီနာကခုံပေါ်စီကနေကာကွယ်ခဆိုပြီးငွေတွေကိုကျွန်တော်ရှိတင်အနိုင်ကျင့်အဓမ္မတောင်းယူတယ်အပေါ်ယံကြည့်ရင်ငွေတောင်းနေတာဖြစ်ပေမဲ့တကယ်တော့ကျွန်တော်ကိုဖိအားပေးဖို့ကြိုးစားနေတာပါဒါပေမဲ့သူတို့ကိုအာယုံဆိုင်နေဖို့ကျွန်တော်အချိန်မရှိဘူးပထမတော့ဒီလိုကလေးကလားရန်စားမှုတွေကိုကျွန်တော်မတုံ့ပြန်ကြည့်ပါဘူးဒါပေမဲ့အဲ့ဒီလူမိုက်ရဲ့အမြင်မှာတော့ကျွန်တော်ကြောက်လို့နောက်ဆုတ်သွားတယ်လို့ထင်သွားပုံရတယ်ဒါနဲ့သူကကျွန်တော်ကိုတောက်လျှောက်လာဆဲပါတော့တယ်ကျွန်တော်လက်သီးကိုဖြည်းဖြည်းချင်းကြစ်ကြစ်ပါအောင်ဆုပ်လိုက်မိတယ်အတိအကျအချိန်ကြိုက်ပါပဲဆရာတယောက်ရောက်လာပြီးအားလုံးကိုတားလိုက်လို့အဲ့ဒီလူမိုက်ဟာအရိုက်မခံရပဲတီးတီးလေးလွတ်သွားခဲ့တယ်တန်ရှင်းကြီးလိုရမယ့်အလှည့်ရောက်တော့လူမိုက်ကကျွန်တော်ခုံပေါ်မင်းကလေးကိုအတင်းခိုင်းတယ်သူမကိုကျွန်တော်ကြောင့်ထိကြိုက်မှစိုးတာကြောင့်ကျွန်တော်ပါဝိုင်းပြီးတန်ရှင်းကြီးကူလို့ပြီးခဲ့ပါတယ်နောက်တနေ့မှာတော့အဲ့ဒီလူမိုက်ကကျွန်တော်ခုံပေါ်ကိုဓာတုပိတာဓာတ်ကွဲခန်းနဲ့အတင်းအဓမ္မဆွဲခေါ်သွားတာကိုကျွန်တော်မြင်လိုက်ရတယ်သူတို့တွေကသူမရဲ့အဝတ်အစားတွေကိုတောင်ဆွဲဖြည့်ဖြစ်ကြတယ်အဲ့ဒီနောက်ပိုင်းမှာတော့ကျောင်းကလူတိုင်းကျွန်တော်ကိုမှတ်မိသွားပုံရတယ်ကျွန်တော်ကတော့လူမသိအောင်အေးအေးဆေးဆေးနေခြင်းပေမဲ့အဲ့ဒါကမဖြစ်နိုင်တော့ဘူးညဘက်မှာတော့အဖွဲ့စည်းစီကနေတာဝူအစ်စ်တစ်ခုလက်ခံရရှိခဲ့ပါတယ်ပင်မကတော့အငင်းစားနေပြီးစီတယောက်ပါနောက်တနေ့မှရထားတဲ့သဲလွန်စားတွေအတိုင်းသူ့နောက်ကိုလိုက်ခဲ့တယ်ကျွန်တော်ကပါဆယ်ပို့သမားအဖြစ်အသွင်ယူပြီးသူ့တကားဖွင့်ကိုစောင့်နေခဲ့တယ်ဒါပေမဲ့အဲ့ဒီလူကကျွန်တော်ရှာနေတဲ့ပြစ်မှတ်မဟုတ်ဘူးကျွန်တော်ကဂျင်မီပယ်မာလဲလို့မေးလိုက်တဲ့အခါအဲ့ဒီလူကကလထိုင်နဲ့ကျွန်တော်ကိုပြန်ခုခံဖို့ကြိုးစားပါတော့တယ်ဆက်လက်ပြီးသဲလွန်စားတွေနောက်ကိုလိုက်သွားရင်ကားပါကင်တစ်ခုမှာပြစ်မှတ်ရဲ့ကားလိုင်စင်နံပါတ်ကိုရှာတွေ့ခဲ့တယ်ပြစ်မှတ်ပေါ်လာမဲ့ချိန်ကိုအနီးနားမှာတိတ်တဆိတ်စောင့်နေလိုက်တယ်မကြခင်မှာပဲလူလက်ပိုင်းရွယ်အမျိုးသားတယောက်ထွက်လာတာကိုမြင်လိုက်ရတယ်ကျွန်တော်မတွန့်ဆုတ်တော့ပဲဆိုင်ကယ်ပေါ်တက်ပြီးမီးပွိုင်းတစ်ခုမှသူ့နောက်ကိုအမိလိုက်ခဲ့တယ်မီးနီမီလို့စောင့်နေတော့မှကျွန်တော်ကတနက်ကိုတိတ်တဆိတ်ထုတ်လိုက်ပေမဲ့သူကတတိထားမိသွားတယ်သူ့နောက်ကိုထပ်လိုက်ပြီးဘေးကြီးမှန်ကိုပစ်ခွဲဘီးကိုပါပစ်ဖောက်လိုက်တဲ့အခါကားကချက်ချင်းပဲရင်တိုက်မှုဖြစ်သွားခဲ့တယ်ကျွန်တော်ကတာဝန်ကိုအပြက်ဖြတ်ဖို့အစင်သင့်ဖြစ်နေတော့ဥထုတ်ကိုဖြည်းဖြည်းချင်းမှုန်ဆောင်လိုက်တယ်ဒါပေမဲ့အနီးနားကကြောင်းကားပေါ်ကကြောင်းသားတွေကဖုန်းနဲ့ဗီဒီယိုရိုက်နေကြတာကြောင့်ကျွန်တော်အဲ့ဒီနေရာကနေထွက်သွားဖို့ပဲရွေးချယ်လိုက်တာကျွန်တော်မတိလိုက်တာကတစုံတယောက်ကကျွန်တော်ရဲ့စိုက်ကယ်စီးနေတဲ့ပုံကြီးကိုဗီဒီယိုရိုက်ယူထားလိုက်တာပါပဲ